နန်းတောင်လေးဖြိုးမယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မွန်တို့တွေထမင်းပေါင်းအိုးနဲ့လွယ်လွယ်လေးပေါင်းစားလို့ရတဲ့ကောင်းချင်းမောင်းအီလေးပေါင်းစားကြမှာဖြစ်ပါတယ်ရှင်ကောင်းချင်းပေါင်းကအုံဒီနဲ့ပဲလိုက်တယ်နန်းတောင်နဲ့လိုက်ပါတယ်ဟာပဲနဲ့ကောင်းချင်းမောင်းစားရမယ်ဆိုရင်ငချောက်ဖို့ကလည်းမပါမဖြစ်ပေါ့နော်ငရင်ကြောက်ဖို့ပါရှင်ကောင်းချင်းမောင်းပေါင်းမှုအတွက်မွန်ညတွေကကောင်းချင်းစံတွေကိုရေးစိမ့်ပါတယ်ကောင်းချင်းအီလေးရအောင်လို့ပါပြီးရင်မတ်ပဲနဲ့လုံထားတဲ့ဗျာကြော်လေးကြော်ပါမယ်ကလပ်ပဲမဟုတ်ပါဘူးเนาะမတ်ပဲမှုံပါသူ့ရဲ့ instruction အတိုင်းမလုပ်လိုက်ပါတယ်ရေလေးနည်းနည်းချင်းစီထည့်ပြီးတော့မှုယူမယ်ပြီးသွားရင်စားနဲ့စနွေးမှုန့်လေးထည့်ပါတယ်စနွေးမှုန့်ကတော့အရောင်လေးလှသွားအောင်လို့ပေါ့เนาะအဲ့ဒီထဲကိုချက်သွန်နီတို့ငရုတ်သီးစိမ်းတို့ကိုကြိုက်တာလေးလည်းထည့်လို့ရတယ်ပြီးရေခဲတစ်တာထဲမှာတညသိမ့်ပါမယ်နန်းအောင်လေးကိုလည်းညရဲကပြင်ထားလိုက်ပါတယ်ရှင်အဲ့ဒါဆိုရင်ကောင်းချင်းစချက်တော့ပါမယ်ကောင်းချင်းပေါင်းပါပေါ့နော်မိုးလင်းနာနဲ့ရေစိမ်ထားတဲ့ကောင်းချင်းစံတွေကိုရေစီးပါမယ်ဒါလေးကမွန်တို့3လုံးအိုးပါ3လုံးအိုးကိုကောင်းချင်းစံနှလုံးနဲ့ပဲချက်ပါမယ်ရေကိုကောင်းချင်းစံမြုပ်ယုံပဲထည့်ပါမယ်ကောင်းချင်းစံနှလုံးဆိုရင်ရေတစ်ခွက်ခွဲလောက်ပဲထည့်ပါတယ်ရေနဲ့ကောင်းချင်းလေပဲဖြစ်နေရပါမယ်ကောင်းကြီးကိုဒီတိုင်းချက်လဲရပါတယ်မိုးကတော့ပဲလေးနဲ့စားခြင်းလို့အသင့်စားပဲပြုတ်ဘူးပေါ့နော်ပဲပေါင်းဘူးလေးကိုပဲဒီလိုလေးအပေါ်ကနေထည့်လိုက်ပါမယ်ပြီးသွားရင်ပုံမှန်ထမင်းချက်နေကြအတိုင်းပေါင်းခလုတ်ကိုနှိပ်ထားလိုက်ပါမယ်ရှင်ကောင်းချင်းချက်ထားတော့မှမွန်ဖရာကျော်နဲ့တူဘူးကိုကြော်ပါမယ်တူဘူးကတော့မွန်ကြိုပြီးသားပဲဝယ်ပြီးတော့ကြော်လိုက်ပါတယ်ချိန်မရတော့လို့ပါပြင်းတာလည်းပါပါတယ်ဒါဆိုရင်တော့တူဘူးကြော်လေးရသွားပါပြီမပဲကိုလည်းဇွန်းလေးတွေနဲ့ခက်ပြီးတော့ဒါမျိုးလေးကြော်ပါမယ်စီမများထည့်ရင်တော့ပိုကောင်းတာပေါ့နော်ပြီးရင်ဒါမို့ရဲ့ favorite ငရမ်းကြောက်ဖို့ပါမွန်ခဏ page မှာလည်း share ပါတယ်ဒီငရမ်းကြောက်ဖို့ကိုလေသူကဒီတိုင်းစားလဲရတယ် microwave ထဲမှာနှွေးပြီးတော့စားရင်ကျွတ်လေးရတယ်မွန်ကကျတော့ freezer ထဲမှာတင်ထားတာမို့လို့ဒီလိုလေးနှွေးပြီးတော့ microwave ထဲမှာ10မိနစ်ပဲနှွေးပါတယ်10မိနစ်ဆိုရင်တော့မှတော်တော်ကျွတ်လေးရနေပါပြီဒီဟာအသားတွေပဲเนาะကြည့်လိုက်ကြော်ညာခဏလေးတစ်ဖြတ်ပါရှင်ကောင်းကြီးမှုလို့ထင်တဲ့အသားတွေပဲနှွေးပြီးသွားလို့ရှိရင်microwave ထဲမှာ10မိနစ်အပူပေးမယ်ပေါ့เนาะအဲ့ဆိုကျွတ်လေးရပါပြီကဲခုဆိုလို့ရှိရင်မွန်ချက်ထားတဲ့ကောင်းကြီးကလည်းချက်သွားပါပြီရှင်ချက်သွားတာနဲ့ပေါင်းတက်သွားတာနဲ့အပေါ်အောက်ခဏလှန်ပြီးတော့အိုးထဲမှာပဲခဏလေးအဖုံးပိတ်ပြီးတော့ပြန်နှက်ထားပါမယ်ပဲလေးတွေကလေတကယ်တော့ပေါင်းမိသားချက်ပြီးသားဒီလိုကောက်ညင်ချက်ပြီးတော့မှထိတ်လေးရတယ်မိုးကကြတော့တစ်ခါတည်းထိတ်လိုက်တာပေါ့နော်တစ်ခါတည်းထိတ်လိုက်တော့နည်းနည်းကြီးမာတော့ကြောက်ရတယ်ဒါဆိုခုကောင်းညင်ပေါင်းအေးလေးရသွားပါပြီကောင်းချင်းမရသွားပြီဆိုတော့ accessory တွေ topping တွေကိုပြင်ဆင်ပါတော့မယ်အခုကတော့အုံသီးခွဲနေကြတာပါဟေးမရမဖြစ်ကြနဲ့ဒိုင်းနဲ့ဒီမှာအောင်မြင်သွားပြီဟိုကတော့ပေါ်တော့ဝက်ယာเย้အုံဒီခွဲလို့ရပါပြီဟဲ့အုံဒီအောင်ကောင်းလိုက်တာနော်တွေ့တယ်ဘလို့ချစ်တဲ့ဟာရှိတယ်မနေ့ကတော့ပြောဝိုင်းချစ်ဒီမှာဒါနဲ့ရှိပါမယ်မကျူးတာပန်းတာချစ်နေပါတယ်တယောက်ကအဲ့လှရတွေ့လားဖက်လေးတွေကဖက်လေးတွေကလှနေတာဒါမှနည်းနည်းပဲရသေးအားလုံးပြီးသွားတာနဲ့မွန်တို့စားဖို့ပြင်ပါတော့ရထားတဲ့နန်းတောင်လေးဖြိုးမယ်ဒီရလားအုံဒီလေးဖြိုးမယ်အားလုံးမသိယူသွားအရင်မလိုပါဘူးရတယ်နည်းနည်းပဲကောင်းချင်းပေါင်းကအုံဒီနဲ့ပဲလိုက်တယ်ပဲကောင်းချင်းပေါင်းလေးရယ်နန်းတောင်လေးရယ်အုံသီးလေးရယ်ငရမ်းချောက်ဖုတ်စီစံလေးရယ်တူဘူးကြော်လေးရယ်မတ်ပဲကြော်လေးရယ်နဲ့စားဖို့အားလုံး ready ဖြစ်နေပါပြီရှင်coffee လေးလည်းကြံပါသေးတယ်မွန် coffee တော့ဖြော်လိုက်အောင်မယ်နော်ဒီမှာကဒီလိုလေးဖြိုးပါမယ်ပြီးရင်အုံသီးလေးဖြိုးပါမယ်โอ้ရမ်းမိုက်ပဲချောင်းလေးတွေဒီလိုစီရပါမယ်
မပေးကြ အားလုံး ready ဖြစ်သွားပြီဆိုတော့လာစားမဲ့သူတွေရောအိယာမနိုးသေးတဲ့သူတွေရောခေါ်လိုက်ပါတော့မယ်ရှင်။ coffee လေးရဲ့ကောင်းညမောင်လေးရဲ့နဲ့မနက်စာစားကြပါတော့မယ်ရှင်။မောင်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။